ကဘာနဲ့ရင်မောင်တန်ပြီးတော့အာဟာရဖြစ်စွတ်တက်စာပေါ်ထွက်လို့လာပါပြီ အောင်လုံးနဲ့အာယုံကျော်အားနေသူများခုခံအားနေသူများအတွက်ခန်းနှစ်တိုင် အစုံနဲ့အသက်ရှင်လွှဲကြောင်းများအတွက်အကောင်းဆုံးခန်းနှစ်တိုက် ကျွန်တော်တို့အမှုပညာရှင်တွေအတွက်ကတော့မရှိမဖြစ်လိုအပ်တာခန်းငှက်တိုက် ညတော်ကိုသားရဲ့သူတည်ခြင်းနဲ့ဆဲတစ်တင်ဖြစ်ပေါ်နေတာခန်းနှစ်တိုက် လှတိုးပြီးဝါဖြိုးစီတာပိနေသည့်ဖွားဤစိုက်ခန်းငှက်တိုက် နှစ်ပါးလူပြိုခြင်းကိုယူဆောင်ပေးတာခန်းနှစ်တိုက်သားတို့စားချက်လို့ကောင်းအောင်အဖေအမေတို့အမြင်တိုက်တာခန်းနှစ်တိုက် လန်ထောက်လူသားများနဲ့တတိရွယ်အိုများအတွက်အကောင်းဆုံးခန်းနှစ်တိုက် သားတို့လိုចောင်းသားတွေအတွက်မှတ်ညံကောင်းစရာခန်းနှစ်တိုက် ဇီဝစိုးငှက်ကိုစနစ်တကျမွေးမြူပြီးတော့ရရှိလာတဲ့ငှက်တိုက်ကိုစနစ်တကျတန်ရှင်းလက်ဆက်စွာစီမံဖော်ဆက်ထားတဲ့ခန်းငှက်တိုက်နိုင်ငံတော်အစိုးရအတိအမှတ်ပြုလက်မှတ်ရရှိထားတဲ့ခန်းငှက်တိုက်မြန်မာတပြည်လုံးကိုဖြန့်ပြည်တော့မှာဖြစ်ပါတယ်ခင်ဗျာတပူးချင်းကို1100ရောင်းပြီးတော့6လုံးကတ်တကတ်ကို6000ပါကဲ၍10ကတ်အားပေးမယ်ဆိုလို့ရှိရင်ဟုတ်တယ်စီထပ်ပြီးတော့မှရှိပါသေးတယ်မြန်မာနိုင်ငံတစ်ခုလုံးကိုဖြန့်ချီမှာဖြစ်ပါတယ် ဘယ်နေရာတော့မရှိမဖြစ်ဆောင်ထားမှာခန်းနှစ်တိုက် တူရီဘိုအရှင်ခန်းငှက်တိုက်မိုက်တယ်ကွာ ကဘာနဲ့ရင်မောင်တန်ပြီးတော့အာဟာရဖြစ်စွတ်တက်စာပေါ်ထွက်လို့လာပါပြီ အောင်လုံးနဲ့အာယုံကျော်အားနေသူများခုခံအားနေသူများအတွက်ခန်းနှစ်တိုင် အစုံနဲ့အသက်ရှင်လွှဲကြောင်းများအတွက်အကောင်းဆုံးခန်းနှစ်တိုက် ကျွန်တော်တို့အမှုပညာရှင်တွေအတွက်ကတော့မရှိမဖြစ်လိုအပ်တာခန်းငှက်တိုက် ညတော်ကိုသားရဲ့သူတည်ခြင်းနဲ့ဆဲတစ်တင်ဖြစ်ပေါ်နေတာခန်းနှစ်တိုက် လှတိုးပြီးဝါဖြိုးစီတာပိနေသည့်ဖွားဤစိုက်ခန်းငှက်တိုက် နှစ်ပါးလူပြိုခြင်းကိုယူဆောင်ပေးတာခန်းနှစ်တိုက်သားတို့စားချက်လို့ကောင်းအောင်အဖေအမေတို့အမြင်တိုက်တာခန်းနှစ်တိုက် လန်ထောက်လူသားများနဲ့တတိရွယ်အိုများအတွက်အကောင်းဆုံးခန်းနှစ်တိုက် သားတို့လိုចောင်းသားတွေအတွက်မှတ်ညံကောင်းစရာခန်းနှစ်တိုက် ဇီဝစိုးငှက်ကိုစနစ်တကျမွေးမြူပြီးတော့ရရှိလာတဲ့ငှက်တိုက်ကိုစနစ်တကျတန်ရှင်းလက်ဆက်စွာစီမံဖော်ဆက်ထားတဲ့ခန်းငှက်တိုက်နိုင်ငံတော်အစိုးရအတိအမှတ်ပြုလက်မှတ်ရရှိထားတဲ့ခန်းငှက်တိုက်မြန်မာတပြည်လုံးကိုဖြန့်ပြည်တော့မှာဖြစ်ပါတယ်ခင်ဗျာတပူးချင်းကို1100ရောင်းပြီးတော့6လုံးကတ်တကတ်ကို6000ပါကဲ၍10ကတ်အားပေးမယ်ဆိုလို့ရှိရင်ဟုတ်တယ်စီထပ်ပြီးတော့မှရှိပါသေးတယ်မြန်မာနိုင်ငံတစ်ခုလုံးကိုဖြန့်ချီမှာဖြစ်ပါတယ် ဘယ်နေရာတော့မရှိမဖြစ်ဆောင်ထားမှာခန်းနှစ်တိုက် တူရီဘိုအရှင်ခန်းငှက်တိုက်မိုက်တယ်ကွာ